upgrade 455မှာပတ်တိ mobile နဲ့ callable လုပ်သွားမယ်အမိုက်စာ callable တောင်းခုအကြောင်းနဲ့အတူမနက်ဖြန်7ရက်နေ့မှာထွက်ရှိလာမယ် RB bonnet ထဲမှာပါဝင်လာမယ့် skin တွေတောင်းကိုပြောပြပေးမယ် D90 RB bonnet မှာပါဝင်လာတဲ့ account skin ကတော့ကြီးစိမ်းတုံးပြရတဲ့ GTP6C account skin ပဲဖြစ်ပါတယ်ခင်မစိတ်အနေနဲ့ကတော့အပြနူးရောင်ဘက်ကိုတွားလာပေးပြီးတော့တနက် skin နဲ့လည်း live ဖောက်မှုရှိပါတယ်ပါဝင်လာတဲ့ office နဲ့ကိုကြည့်ရမယ်ဆိုရင်ယခုနှစ်ကကမ္ဘာပလာနဲ့ဖြစ်တဲ့အတွက်ကမ္ဘာပလာနဲ့ပတ်သက်တဲ့နိုင်ငံရဲ့ဘောလုံးကြစီကို inspire ယူပြီးထုတ်လုပ်ထားပါတယ်အယူနဲ့အပြပေါင်းစပ်ထားတဲ့ office ကတော့အာဂျင်တီးနားနိုင်ငံကိုစားပြုပြီးတော့အနည်းရဲ့အစိမ်းပေါင်းစပ်ထားတဲ့ office ကတော့ပေါ်တူဂီနိုင်ငံကိုကိုစားပြုတဲ့ skin တွေပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒိုရီနဲ့မက်ဆီကိုကိုစားပြုတဲ့ skin တွေလို့တောင်ပြောလို့ရပါတယ်နောက်ထပ်3မိတ် skin တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့အနည်းနဲ့အစိမ်းကိုရောဆက်ပေးတာဖြစ်တဲ့အတွက်ပေါ်တူဂီအလံကိုကိုစားပြုတဲ့ skin တစ်ခုလို့တောင်ပြောလို့ရပါတယ်ဘော်ရာတို့ရော RB bonnet တွေက skin တွေကိုဘယ်လိုမြင်လဲသဘောကျကြလားပတ်တီ mobile အနေနဲ့ 455 update မှာပါဝင်လာမယ့်အလန်းသား callable 3ခုကိုချပြထားပါတယ်ဒီမှာတစ်ခုအနေနဲ့ကတော့ကဖောက်ရတာကြိုက်တဲ့ boss တွေအနေနဲ့နောက် season မှာဆိုရင်ပတ်တီနဲ့ Ferrari callable ကိုဂိမ်းထဲမှာမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ် Ferrari လို့နာမည်ရှိပြီးသားကားပန်းတစ်ခုနဲ့ callable လုံးမှာဖြစ်တဲ့အတွက် trash ရှိလာမယ့် skin တွေကတော့လုံးဝမိုက်မယ်ဆိုတာသိကြပါတယ်နောက်ထပ်ပြပေးသွားမှာတော့တချိန်က Spider-Man event ကိုအသေးဆွဲပါဆိုတဲ့သူတွေအတွက်နောက် season မှာဆိုရင်ပတ်တီ mobile နဲ့ Spider-Man callable ကိုဂိမ်းထဲမှာပြက်လဲမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်အခုလာနေတဲ့ Dinosaur event လိုပဲလာဝက်လောက်မှာ event အဟောင်းနေနဲ့ပြက်လဲပါဝင်လာမလားဒါမှမဟုတ်ရင်လည်းအစီအစဉ်စမှာတည်းက event တစ်ခုတွေနဲ့ပြက်လဲပါဝင်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ပတ်တီ mobile အနေနဲ့အခုလိုမျိုး Spider-Man နဲ့ callable ပြလုပ်တာတော်တော်လေးကိုမှမိုက်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ anime fan တွေရဲ့အချစ်တော်ကြီးဖြစ်တဲ့ Naruto နဲ့ပတ်တီ mobile ကတော့နောက် season မှာ callable လုပ်သွားတော့မှာပဲဖြစ်ပါတယ် FIFA တို့ Mobile Legends တို့နဲ့ callable လုပ်တွေကနေပတ်တီတဲ့ကိုရောက်လာမလားလို့စောင့်နေခဲ့ရတာနောက်ဆုံးတော့ပတ်တီတဲ့ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ် anime fan တွေအနေနဲ့ကတော့ဒီ callable ကိုလုံးဝကြိုက်မယ်ဆိုတာသိကြပါတယ်နောက် season ကတော့နာမည်ကြီးပေဆိုတဲ့အရာတွေနဲ့ပဲ callable လုပ်ထားတာမို့ဆော့ဖို့လုံးဝမဆော့နိုင်တော့ပါဘူးပတ်တီ mobile အကောင့်တွေကိုအယောင်းဝယ်လက်ခံလုပ်ချင်တာပဲဖြစ်ဖြစ်ပတ်တီ UC တွေဝယ်ယူချင်တာပဲဖြစ်ဖြစ် Grand Tutor ကဝယ်ယူအားပေးနိုင်ပါပြီ Telegram Channel တွေကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ link ချထားပေးပါမယ်အဲ့ဒီအမှတစ်ဆင့်ဝင်ရောက်ပြီးဝယ်ယူအားပေးနိုင်ပါတယ်